ပြီလားပြီးတော့မှလည်း အေးစားပြီးပြီကိုဘယ်တော့မှမြန်မာလည်းရှိတယ်ဟော ဘောဆုံးကမြန်မာလေ အော်မြန်မာပေါ်ဆုံးလားညာ မင်းကြီးကဆိုတရားတော်လောက်ရှိတယ်မြန်မာ ဟုတ်သားလေးမကြော်ဗီရိုရိုက်တယ်ကျွန်တော်ဟိုဟာဗာလဲတင်ပိုတီတောင်းစားချင်တာဒီတမ်းမှာရှိတယ်လို့ပြောတော့ ရှိတယ်ဟိုမှာဆိုင်းဘုတ်အစိမ်းအောင်နဲ့မန္တန်တာဆိုင်လို့မေးလာ ဒီဘက်လားဒီဘက်ချင်းမှာလှမ်းမြင်တယ်မင်းကြီးရဲ့ဒီဘက်က โอเคကျေးဇူးပဲဟဲ့စင်ပြေရောက်ပဲတော့တိလားရှိမှာโอเคခုနမပြောသွားတယ်ဘနော်မြန်မာတွေအများဆုံးပဲလေတော်ဟုတ်နေပြီဖနချူပြုတ်နေတယ်ဟောဖနချူပြုတ်နေတယ်ခဏကျွန်တော်ဖနချူချီလိုက်အောင်မယ်ကြားတဲ့ဖနကြောလာပြုတ်နေတယ်တဲ့လေငါနဲ့သူကအမိကိုဒီမျိုးပေါ့နော်ဘေးမှာသူတို့marketing တော်တော်ကောင်းတယ်ပေါ့နော်ဘေးကစောင်းတွေကင်ပြီးမှပေါ့နော်မင်းတို့စောင်းတွေကင်ပြီးမှဒီလိုမျိုးရောင်းနေကြပေါ့နော်ဆောင်းရမိုက်တယ်တော်မိုက်တယ်ဟုတ်တယ်ဘောမျိုးလဲကိုဘောမျိုးလဲဘာလို့မျိုးလဲမြန်မာတိုင်းဘာတိုင်းတက်လဲမြန်မာပဲဗမာလားဟိုဘက်မှာဟိုဗာလဲတင်မောတီထောင်ရှိတယ်တဲ့သွားရှာလိုက်အောင်မယ်ဒီမှာလားဒီမှာလည်းရှိအောင်ဒီမှာတင်မောတီတော့ဟုတ်လားပြချောင်းတင်မောတီတော့တပွေးပလား20ဒီဆိုင်တော့ဒီဟာတော့ restaurant အဆုံးထိသွားမယ်ပြန်လက်ခဲ့မယ်နော်တင်မောတီထောင်စားဖို့လာခဲ့โอเคကျွန်တော်ပြောတာတော့ကျွန်တော်တင်မောတီထောင်ဝယ်မဲ့ဆိုင်ကကျွန်တော်ရှိပြီးပြီအဲ့ဒီရှိနာလေးရထင်တယ်ဒီရှိနာလေးโอเคဒီရှိနာလေးရထင်တယ်ဒါပေမဲ့အခုနအကိုတော့လိန်ပြောလိုက်ရပေါ့နော်ပြန်လှည့်လာရင်ပေါ့ပြန်လာဝယ်မယ်ပေါ့ဒါပေမဲ့โอเคဒီမှာကျွန်တော်ရောက်ပြီကျွန်တော်ဝယ်မဲ့ဆိုင်ဒီမှာစုံတုံးပေါ့နော်စုံတုံးဘာဆန်ကောင်းမလဲမကျွန်တော် view ရိုက်လို့ရမလားโอเคဒီဦးစားဖို့စင်တူတင်မောနေလာခဲ့တာနေ့လေ3နာရီကလေးလာခဲ့တာโอเคဘာဆန်ကောင်းမလဲမသိဘူးအကုန်ကောင်းတယ်ဘယ်လိုလဲကွာလဲမသိဘူးဒီဟာကျတော့ရိုးဟုတ်ဒီဟာကျတော့ကျွန်မစားရဲ့ဒိတ်ပါလေဒီဟာကျတော့ပဇွန်စိန်ဘိုက်မနာဘူးလားပတော်စိမစားရဲ့တက်ထိုင်လို့ရတယ်ပြုတ်ပြီးကြားမလားပြုတ်ရင်မကြောက်နော်ပြကြတော့